အားလုံးပဲမင်္ဂလာပါရှင်ဒီဟင်းလေးရောက်လေနော်ကမွေးငါချက်တဲ့နေရပေါ့နော်အမျိုးသားမွေးငါကိုကိုယ်လိုမျိုးတစ်နေ့လုံးမစားနိုင်တဲ့အတွက်ကြောင့်သူ့အတွက်ပစွန်လေးကိုအဆက်လေးကြော်ဖြစ်တဲ့ဟင်းလေးပါရှင်ဒါလေးကိုဗီဒီယိုလေးအမြန်လေးလုပ်ပေးထားပါရဲ့နော်ပထမဦးစွာကြက်သွန်လေးတွေကိုနော်ကအခုလိုမျိုးပပလေးတွေလေးထားပြီးတော့စီရင်တတ်ပါမယ်ရှင်ကြက်သွန်လေးအယောင်လေးတွေကအခုလိုမျိုးညိုလာပြီဆိုရင်စားစနွေးနေထားတဲ့ပစွန်လေးတွေကိုထည့်ပြီးတော့အရသာဝင်တဲ့အထိခဏလောက်လှိမ့်ထားလိုက်ပါမယ်နော်အခုလိုမျိုးအရသာလေးတွေဝင်လာပြီဆိုရင်အခါကျမှနော်တို့ကဒီကျက်သွန်လေးအတွက်တော့ကိုအရသာလေးတွေထည့်လိုက်ပါမယ်ရှင်ကျက်သွန်လေးအတွက်အရသာနေနဲ့တော့ထည့်ရအောင်စားလေးနည်းနည်းလေးထည့်ပေးပါတယ်ပြီးသွားရင်အချုံမုံလေးနည်းနည်းထည့်ပါရဲ့ရှင်ပြီးရင်တော့ငရုတ်သီးခွဲချမ်းပလေးတွေကိုကိုစားနိုင်တဲ့လောက်လေးထည့်ပေးပေါ့နော်တော့ကတော့ဒီနေရာမှာ၄-၅စွန်းသုံးထားပါရဲ့ရှင်ဒီငရုတ်သီးခွဲချမ်းပလေးတွေနဲ့ကျက်သွန်လေးတွေနဲ့ကိုအရသာဝင်အောင်ငပြားရည်လေးနည်းနည်းလောက်ထည့်ပေးလိုက်ပါရဲ့နော်ပြီးသွားရင်ဒီငရုတ်သီးလေးနဲ့ကျက်သွန်လေးရဲ့ပစွန်လေးရဲ့ကိုအကုန်လုံးရောပြီးတော့အရသာဝင်တဲ့အထိခဏလောက်ထားပေးပြီဆိုရင်ရေလေးတစ်စုံလောက်ထည့်ပေးပါရဲ့ရှင်ရေလေးတစ်စုံလောက်ထည့်ပေးပြီးတော့စီပြန်သွားပြီဆိုရင်ဒီဟင်းလေးရပါပြီရှင်ပစွန်ကိုငရုတ်တီးလေးနဲ့ကြော်ရဖြစ်တဲ့အတွက်ကြောင့်ပစွန်ကခဏလေးနဲ့အကျက်မြတ်ပါရဲ့ရှင်အဲ့ဒီရောသူကခဏပဲအချိန်ပေးရပါရဲ့နော်ထမင်းလေးကလည်းစားလို့မြင်ပါပါငရုတ်တီးဆက်ဆက်လေးနဲ့ပေါ့ထမင်းလေးနဲ့စားမယ်ဆိုရင်ဒါအားကိုစားလို့မြင်ပါရဲ့ရှင်ဒါကနော်ရဲ့အမျိုးသားအတွက်ပေါ့နော်သူအတွက်ဆက်ဆက်လေးချက်ပေးပြတဲ့ပစွန်ဟင်းလေးပါရှင်အဆုံးထိကြည့်ပေးကြရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်